ကဲဒါတဲ့ယူရီယန်လေးတွေအခုကာလဆိုရင်နေရန်ပူပြီးတော့ရေပတ်ခံရတော့မယ်အိမ်ထဲမှာနေရင်လည်းပဲဘာပဲဖြစ်ဖြစ်ရွရတလေးဖြစ်တာဖြစ်တဲ့အတွက်အိမ်ထဲကြီးကိုရေလာပတ်တဲ့လူတွေလည်းရှိမယ်မဟုတ်ရင်အပြင်လေးခဏထွက်မိရနဲ့ရေပတ်ခံရတာမျိုးတွေလည်းရှိလိမ့်မယ်ဆိုတော့ရေကတန်းတဲ့ရေလည်းဖြစ်နိုင်တယ်မတန်းတဲ့ရေလည်းဖြစ်နိုင်တယ်ဘာပဲဖြစ်ဖြစ်တကြံကာလမှာအဖြစ်များတယ်နေရလည်းကြစ်တာပူနေတဲ့အနေထားမှာဖြစ်နေတယ်အဲ့ဒီအချိန်မှာအဖြစ်များတဲ့အရေးပြပြဿနာလေးတွေရှိတယ်ဆိုတော့ဒီအဖြစ်များတဲ့အရေးပြပြဿနာအကြောင်းလေးတွေကိုဒါ sharing လုပ်ပေးမယ်ပြီးတော့ဖြစ်တယ်ဆိုရင်လည်းဘလို့ queue စားရမယ်ဘာအရေးကြီးဆုံးလုပ်တင်လဲဆိုတာကိုလည်းပြောပြပေးပါမယ်မင်္ဂလာပါကျမတို့ Dictionary ပါအရေးပြကျမရေးနေလှပါကို knowledge sharing အများလုပ်ပေးနေတဲ့ aesthetic ဆရာဝန်လည်းဖြစ်တယ်လို့ beauty consultant လည်းဖြစ်ပါတယ်အဲ့တော့အိမ်ထဲမှာပဲနေအပြင်မဲ့ထွက်ဒါတို့ထုံနှန်းစင်လာရကကျွန်တော်တကြံကာလမှာဆိုရင်အနေနဲ့များရေနေရတော့ထိတွေ့ကြရတာမျိုးလေးရှိတယ်။ဒါပေမဲ့ခရိုင်းဒါတို့ချိုးရေလိုမျိုးရေချိုးတဲ့ဒီရေလိုမျိုးပုံမှန်မျိုးမဟုတ်ပဲနဲ့တချို့ကအဲ့ဒီရေထဲမှာဒီရေခဲတွေထည့်စိန်တာမျိုးရှိရဲ့။တချို့ကမှုှေးအောင်ဆိုပြီးတော့ရေမွေးတွေထည့်ရမျိုးကြီးရှိတယ်။တချို့ကျတော့လည်းရေကြည်အောင်ဆိုပြီးတော့ကလိုရင်းတွေထည့်ရမျိုးကြီးရှိရပေါ့နော်။ဒါပေမဲ့တချို့ရေတွေကျတော့လည်းတော်တော်ဆူဆူဝါးပဲတည်တာအနက်တွေကတော်တော်မကောင်းတာမျိုးလေးပဲရှိရဲ့။အဲ့တော့ဒီအချိန်မှာတကယ်လို့အရန်ကို crowd ဖြစ်တဲ့နေရာလူအရန်စီရဲ့နေရာလိုမျိုးကိုသွားလိုက်တယ်ဆိုရင်ကိုယ့်ရဲ့အရေးပြဒီရေတွေနဲ့အချိန်ကြာကြီးထိတွေ့ပြီးတော့ဒီလိုမျိုးအရန် crowd ဖြစ်တဲ့လူစီရဲ့အချိန်မှာဆိုကိုယ့်အရေးပြကပုံမှန်ထက်ပိုပြီးတော့ရှားတာမျိုးတခုခုဖြစ်တာမျိုးကုတ်တာမျိုးနေရဲလာတာမျိုးအဲ့လိုမျိုးပုံစံနဲ့စပြီးတော့လက္ခဏာပြတာမျိုးတွေရှိရယ်ဆိုတော့dermatitis ဖြစ်တယ်လို့လည်းသုံးတယ်ပေါ့နော်ဒါတို့အရေးပြနည်းနည်းရှောင်နေပေါ့နော်ပြီးရင်တော့တချို့ကြောင့်အရန်ကုတ်တယ်ရားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေရှိဆိုတော့အဲ့လိုမျိုးဖြစ်နေပြီဆိုရင်တော့ချက်ချင်းတတ်တဲ့ရေနဲ့ချက်ချင်းတကိုယ်လုံးကိုချိုးပစ်ပါပြီးတော့ခုစက်ပြသုံးတာပါညာချက်ချင်းလုပ်ပြီးရနဲ့ဝတ်စားကိုခပ်ပွားပွားပဲတန်တဲ့ဟာဝတ်တာမျိုးလေးတွေလုပ်ဖို့လိုလိမ့်မယ်ပြီးအခြေအနေကိုကြည့်ပါပေါ့နော်အခြေအနေကတော်တော်ဆိုးဆိုးဝါးဝါးကြီးရားပြီးတော့ကုတ်ပြီးတော့အနေရွတ်တွေတောင်မှချက်ချင်းအရေးပြလန်တယ်လို့မျိုးဖြစ်သွားတယ်ဆိုရင်တော့အဲ့လိုမျိုးနေထားတွေဆိုရင်တော့ body lotion ကြီးကိုချက်ချင်းအဲ့လိုမျိုးလိမ့်ချတာမျိုးတော့မလုံနဲ့အောင်ပေါ့နော်အရေးပြလန်သွားပါလို့မျိုးဆိုရင်တော့ဒီ bio placenta လိုမျိုး bio placenta ဆိုရင်သူက bio placenta extras တွေပါတယ်ပြီးတော့ကို neomycin လေးပါတယ်ပေါ့နော်ပိုးသက်ဆေးလေးပါတယ်ဆိုတော့အဲ့လိုမျိုးပုံစံလေးနဲ့နည်းနည်းလေးလိမ့်ထားလို့ရတကယ်လို့အရေးပြတအားလန်သွားတော့ဘာလို့မျိုးဆိုရင်ပေါ့နော်မဟုတ်ဘူးမလန်ဘူးဒီတိုင်းလေးပဲနေတာပဲဖြစ်တာပဲရားတာမျိုးပဲဆိုရင်တော့ဘာလို့ရလဲဆိုတော့ကာလာမင်းလိုရှင်းလေးလိုမျိုးအေးအောင်အဲ့လိုမျိုးလိမ့်ထားလို့ရတယ်ပေါ့နော်တုံတန်ရုပ်ချင်းနေမစိုးဘူးဆိုရင်တော့ဒီလိုမျိုးနေထားလေးနဲ့ကတက်တာဝါတာမျိုးတွေရှိတယ်မဟုတ်ဘူးဆိုရင်တော့အရန်ကိုရားနေရဆိုရင်တော့ citrin လိုမျိုးတစ်လုံးလောက်တောက်ထားမျိုးတွေလုပ်လို့ရတယ်ဒီလိုမျိုးနေထားတော့မရတော့ဘူးဆိုရင်တော့ဆရာဝန်စီကိုမြန်ပြေးပေါ့နော်ဆိုတော့အဲ့လိုမျိုးတစ်ချက်ရှိမယ်ပြီးတော့နောက်တစ်ခုသတိထားမှာကကြတော့တော်တို့ဒီရေကဆွတ်နေမှာတချို့တွေဆိုရင်ရှူးတွေပါဝတ်ထားမှာဆိုတော့အဲ့ဒီရှူးကရေကဆွတ်နေတယ်အနှံ့အသက်ကလည်းအဲ့ဒီထဲမှာရှိနေတယ်ဖက်နှက်ထဲမှာတဏီကောင်ကလည်းကိုကလည်းမပြန်ဘူးဆိုတော့ဘာဖြစ်နေလဲဆိုတော့အဲ့ဒီဖနက်ဝတ်ထားတဲ့ဒီချက်တော့ရဲ့ဒီအင်ကြီးတွေကအကုန်လုံးဆွတ်ပြီးတော့အနံ့ရှိပြီးတော့ညစ်ပတ်တဲ့ဘက်ကိုသွားပြီးတော့ moist ဖြစ်နေရပါတော့အဲ့လိုမျိုးနေရသည်မှုပေါက်ဖို့တော့အရန်ကိုကောင်းတဲ့နေရာဖြစ်တယ် fungus ပေါ့နော်အဲ့လိုမျိုးဆိုတော့ပွေးလေးတွေစပြီးတော့ထွက်လာမျိုးတွေရှိရပေါ့နော်တခါအဝတ်တွေပါတွေမတန့်တာမျိုးဖြစ်တဲ့အချိန်ကျဆိုပွေးတွေပါဖြစ်သွားဆိုပွေးဆိုရင်တော့သူက ring wall လိုမျိုးဒီကွင်းလိုက်ကြီးဒီလိုမျိုးဖြစ်တာမျိုးလေးတော့ရှိရပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးဆိုရင်တော့တခြားဘာမှမလုံနဲ့ပေါ့နော်အဲ့လိုမျိုး ring wall လိုမျိုးရှိနေပြီဆိုရင်တော့တို့မှုသက်စီကိုလိမ့်မှာပဲရမှာပေါ့နော်ဆိုတော့မဟုတ်ဘူးဆိုရင်လည်းပဲဆရာဝန်စီကိုပြေးပေါ့နော်ဆိုတော့အဓိကကျတော့ဒီနှစ်ချက်ကိုတို့သတိထားရမယ်ဆိုတော့အဆင်ပြေပါစေဒီအရေးပြားနဲ့ပတ်သက်ပြီးတော့အကြံဉာဏ်လေးတည်သွားမယ်လို့ထင်တယ်တခုခုဆိုရင်တော့ကြိတ်မကူပါနဲ့ဆရာဝန်စီကိုပြေးပါဆိုတော့ဒီဗီဒီယိုကနေပြီးတော့တခုခုရရှိမယ်လို့မျှော်လင့်ပါတယ်